ရိုက်ပါလားအော်ဟိုကထွက်လာတယ်ရိုက်ခိုင်းတာလေကျမတို့ဘိုးစားပဲစားလိုက်တာအောင်မရှိရဘူးလမ်းမှာဆက်လေးဖြစ်နေလို့ကားကြီးအောက်ပြန်ရှော့ဟုတ်လား Hello morning ပြီးတော့ဒီနေ့ Kashmir Day 2ကိုစပြီးတော့လဲမှာဖြစ်ပါတယ်အခုတော့ breakfast တော့စားလိုက်ပါမယ်လိုက်ခဲ့ပါဦး breakfast ကအဆင်ပြေကြလားပြေပါတယ်ပြေပါတယ်ညတော့ကလားတာရွာစားလို့စားမှာမသိဘူးဒုက္ခရောက်တာမိရပြတ်သွားပါတယ်ဒီမှာလည်းမိပြတ်ပါတယ်မြန်မာနိုင်ငံလိုပါပဲပြတ်လိုက်တာလည်းပါပဲဘာကြီးလည်းမသိပါဘူးပြီးတော့နတ်စာစားနေပါပြီဟုတ်လားမိပြန်လာပါပဲဟာလောက်ပါလေမင်းရအဲ့လိုပဲနားလေးပြတ်ပါတယ်ဖေးမှုဒါတော့မြန်မာပြည်ကပဲကြော်လို့မျိုးပဲဒါပေမဲ့အဲ့လိုတော့မဟုတ်ဘူးတော့စားကောင်းတယ်ပြီးဒါတော့ပူဒီစစ်ကိုအာလူမြက်လေးတော့တဲ့ဒါလေးကြိုက်လို့ကြိုက်မြန်ကြိုင်တော့ဒီမှာညက်ပြီအဲစားကြရင်စားကောင်းတယ်အဲ့ကြော်လေးကကောင်းတယ်နော်အလေအေးလိုက်တော့လာကျင်တာနဲ့တွေ့နေဒါတော့ရေခဲအစ်စ်တွေဖြစ်ပါတယ်အတူတွေထင်တာရေခဲအစ်စ်တွေပါဒါတော့ကျမတို့အလှပကိအာကြီးကြီးနဲ့အာကြီးတူဖြစ်ပါတယ်ဟုတ်ကဲ့တွေ့ရတော့ဝမ်းတော့ပါတယ်ခုမှစုံဘူးတာနော်ဟုတ်တယ်မော်နီမောင်လေးမော်နီညီမလေးအာကြီးအေးလိုက်တာအာကြီးလှနေရတော့ဒါဟိုဘက်လိုက်ပြမယ်လိုက်ခဲ့ပါဒါတော့ဘီရိုတဲဟိုတယ်လေးပါfashion ကတော့အပြည့်အုံပြီးပါပြီတော်အေးပါတယ်ဘယ်နဲ့ထပ်ဝတ်ထားလဲမမေးကြည့်တော့ဘယ်နဲ့ထပ်ဝတ်ထားလဲမမေးကြည့်တော်အေးပါတယ်ဟိုးမှာဝါဒီလိုမျိုးဆန်းချောင်းလေးလည်းရှိတယ်၆တုံးလေးနဲ့တအားလှပဲတွေ့လားကြည့်ခဲနေအောင်လေးမလေးဟာချီအေးလိုက်တာဒီနေ့သတိဒါတော့အလှပကေး၄ယောက်ရဲ့ဖိုတိုရှူဖြစ်ပါတယ်ဟောချောင်းလို့နေကျန်တာတော့အကုန်လုံးကတော့ယောက်ျားကြီးဖိုးကြီးတွေပါဒါတော့လှပကေးလေးတွေလူမျိုးရိုက်မယ်တဲ့မနှစ်ပတ်လုံးနေရိုက်Hello ဗီဒီယိုဒီနေ့ day 2 စပြီပေါ့နော်ဗီဒီယိုအခုဒါအိန္ဒိယ Bollywood ရုပ်ရှင်တွေထဲမှာပါတဲ့ဘဲတာတောင်ချားပေါ့နော်အဲ့ဒီတောင်ချားမှာဒီဓာတ်ပုံအလှသွားရိုက်မယ်ပြီးရင်တော့ဗီဒီယိုဂူမတ်ကိုဆက်တက်ပါမယ်ရှင်ဟုတ်ပါတယ်ဒီမှာလေပြောပြအောင်မယ်ဒီလားအဲ့လိုမျိုးလေပစ္စည်းတွေဝယ်ဆိုရင်တို့ကလေ3ချိုး2ချိုးလောက်ဆေးရတယ်သူတို့အရင်သေးတယ်မဟုတ်ဘူး3ချိုး2ချိုးသိလား3000ဆိုရင်1000လောက်စစ်မှာသိလားအဲ့မှာသူတို့ကဘာဖြစ်လို့ဈေးအရန်တင်ထားတယ်သူတို့ကဟုတ်ပါတယ်ဒါအိန္ဒိယရဲ့ထုံးစံပဲနောက်အများကြီးဝိုင်းရောင်းကြပါဝိုင်းရောင်းကြဟုတ်တယ်လာဘရတဲဟိုတယ်လေးကိုပြမယ်ဟုတ်လားဘိုင်ပါဒီမှာအရန်တောင်နေနဲ့အရန်လှတဲ့ဟိုတယ်ပါကျွန်တော်တို့ကဘေတာတောင်တန်းကိုကား3စီးနဲ့သွားတယ်ပါကားအကြီးရသွားလို့မရလို့ကျွန်တော်ကားတိတိလေး3စီးနဲ့သွားရတော့နော်ဘုတော့စထွက်ပါပြီလာလိုက်တာကွယ်အမိုနီယာလေးပုံမှာတွေ့ခဲ့ရတဲ့ရှုကင်းလေးတွေဖြစ်ပါတယ်ဘေတာတောင်တန်းကဘာလို့ဘေတာတောင်တန်းလို့နာမည်ပေးလဲဆိုတော့ကျွန်တော်1983မှာဘေတာစကားကိုရိုက်လို့အဲ့နေရာမှာရိုက်တဲ့အတွက်ကြောင့်ဘေတာတောင်တန်းလို့ပေးတာပါတဲ့ပြီးတော့ဒီကောင်ကဘာလဲတူလဲဆိုတော့ Little Switzerland လို့တင်စားလို့ရအောင်တဲ့တော်လေးကိုလှပတဲ့နေရာလေးပေါ့နော်အဲ့နေရာကိုကျွန်တော်တို့အခုသွားနေပါပြီဒါကတော့ကျွန်တော်တို့လိုက်ပြီးတော့မောင်းပြီးတယ်ရှင်မောင်းပါ PC hello hi ခု
အခုဘပြီးတော့ Beta Valley သွားနေပေါ့နော်အဲ့ဒီမှာတော့စမ်းချောင်းလေးနေဓာတ်ပုံရိုက်လို့အရန်လာတယ်ဆိုတော့ဓာတ်ပုံလေးတဝါကြီးရိုက်မယ်ပေါ့နော်ပြီးတော့အဲ့ဒီမှာဘာ try ကြည့်ဖို့ကောင်းလဲဆိုတော့ဒီ Kashmir လက်ဖက်ရည်လေးအဲ့မှာတောက်ကြည့်ရင်တော့ကောင်းမယ်လို့ပြောရဲဘပြီးဒီတောက်ကြည့်မကြည့်ရောမသိသေးဘူးပေါ့နော်အဓိကတော့ဘပြီးအဲ့ဒီမှာဓာတ်ပုံရိုက်ပါမယ်သွားနေပါပြီရှင်ရောက်ပြီရောက်ပါပဲအသက်တောင်မရှိရဲ့ငါလည်းမရှိသေးဘူးလေရောက်အားတကယ်မရှိရဲ့မလေးအသက်တောင်မရှိရဲ့လမ်းမှာဆလစ်ဖြစ်နေလို့ကားကြီးနောက်ပြန်ရှော့ဟုတ်လားဆလစ်ဖြစ်နေတယ်Skyfire ကရှိရတယ်ဟဲ့ဝါကြည့်ပါ No, I don't like. Okay, go. Yes, I'm not. အော်အဲ့ဒါခုနအာကြီးခုနလမ်းမှာထမ်းလာတယ်ဒီမှာခုံကြီးကိုထမ်းလာတာလမ်းမှာပြီးတော့တွေ့လိုက်တယ်ဒီလိုခုံကြီးထမ်းလာတာသူတို့ဒီမှာလာပြီးဒီလိုတွန်းတဲ့အဖွဲလောက်တာထင်တယ်ဟာအေးပါတယ်အေးလိုက်တာကိုကိုကြီး ဒီလိုက်ကြ သူကတဲဟုတ်နေတာလား သွားမစား ရှင်းလာပါတယ်ညနေအေးပါတယ်ကိုစလီဟယ်လို ပြနေမကောင်းမပြောနဲ့ ဟယ်လိုဦးရန်ဟယ်လို Go. အာဦးရန်နှစ်ယောက်တောင်ဝိုင်းတွန်းရတယ်ဦးရန်ဟာဦးရန်နှစ်ယောက်တိုင်ဝိုင်းတွန်းရတယ်ဆိုဦးရန်နှစ်ဆပေးရမယ်သဘောမှရှိရဲ့ဗီဒီယိုတော့မစီးတော့ဘူးဗီဒီယိုအလားကြီးမစီးချင်ဘူးမကြိုက်ဘူးပြထားဗီဒီယိုခိုက်ပါ Hello say hi Hello, how are you? Everything good. ဆိုတော့ဗီဒီယိုအစားရမှာပြီးသားပေါ့နော်ဒီရောက်ရင်နဲ့ဘာမှဈေးကိုလေတော့မမေးရနဲ့မစစ်ပါနဲ့ပေါ့နော်သူကတော့ဒီလူတွေရှေ့မှာသူကမဝင်နဲ့လို့သူပြောမှာမဟုတ်ဘူးပေါ့ဒီမှာတကယ်လို့ဈေးစစ်ခဲ့တယ်ဆိုလဲအရန်ထောက်ဝက်မကစစ်ပါပေါ့နော်စစ်ပါပြီးတော့ဟိုကိုမလုတ်ဖဲနဲ့သွားပြီးတော့ဈေးမေးတာမျိုးပါမျိုးအဲ့လိုမလုတ်နဲ့ပေါ့နော်လုတ်ရင်အစစ်မပြေဘူးပေါ့သူကကြိုမာထားတယ်ဒါပေမဲ့ခုနကတော့သူကရောက်တဲ့အချိန်မှာသီးကျင်လားလို့တော့သူကပြောတယ်ပေါ့နော်သိရမလားသူ့လူမျိုးချင်းဆိုတော့အဲ့လိုမျိုးပြောချင်တော့အဲ့လိုမျိုးလေးတော့ပြောထားရတယ်နော်ပြီးတော့ပြောထားတဲ့အတိုင်းအရှမ်းလာပါတယ်တော်တော်လာတာပါပြီးပြမယ်တော်တော်လာတာပါလေကနေငယ်လေးတို့လည်းကြည့်ပါဦးဒီစားမြောက်တော်အရှမ်းလာပါတယ်ဟုတ်လေဟိုအရင်လည်းအကုန်ကြလည်းမများချင်ဘူးဟိုဒီအေးလေးကြိုက်တယ်ဆိုဒီမှာပေါ့နော် pre wedding တွေဘာလာရိုက်လေအရန်ကောင်းမှသိလားတော့လာပါတယ်စကလုံးမရကြာဒီတိုင်းပဲရိုက်တာယာတော်လဲပါပြီးတယ်ပြပါလားNày vậy nó, cô vậy mà nè mới là tạt rồi mày. Luôn đi mà. Cô dây nè. Cô dây nè. Ok. အရှိတော့ရမှာလား Dạ đúng. Okay လှရမှာ ဘဘီတို့စိတ်နဲ့ရိုက်တာကွာသိလားအဲ့လားလေးကတော့မိုက်တယ်ကွာသိလားဒါပေမဲ့လေစိတ်ကြီးကလေအယမ်းနဲ့ နမ်းပါတယ်စိတ်က စိတ်နဲ့နမ်းတယ်ဒါပေမဲ့စိတ်ကလေးကတအားချစ်ဖို့ကောင်းတယ်နော် ရရတာတော့တန်ပါတယ်သူကတပုံကိုရူဘီ100ပဲ post နဲ့မျိုးရတယ်ရတာကိုတော့တခုကဂုတ်ပေါ်တင်ထားတာတအားလေးတယ်နော်စိတ်ကြီးကတအား ဟုတ်တယ်လေးတယ် လေးရပြီးတော့နောက်တစ်ခုကကြာပေါင်လေးပေါ်သူကနေတာကွာနှစ်မျိုးရိုက်ခဲ့ပြီဟာလေညာတာပါလေးနဲ့လေဓာတ်ပုံလေးမဟုတ်ဘူးဗီဒီယိုအတူလေးကဖြက်ဆိုရိုက်တာ तू ကတွေ့ရောဗီဒီယိုရိုက်ပေးတယ်မစိုးပါဘူးတက်မှာရဲ့နော်
ကျမတရားနော် နော် ပြန်နေပါပြီအခုနောက်တစ်နေရာကို နောက်တစ်နေရာကိုသွားပါမယ်ကုမတ်ကိုသွားပါမယ်ကုမတ်သွားမှာကြာပြီတို့အခုကားအကြာကြီးစီးရပါမယ် ကိုမတ်ကြတော့4နာရီလောက်စီးရမယ် 4နာရီလောက်စီးရမယ်တော့အဲ့ဆိုရင်ကုမတ်ကြာရင်ပြန်တွေ့ပါမယ် ကိုမတ်ကြကိုလိုက်ခဲ့ပါအောင်တတာ Chinese camera. Sarji. ဘေတော့အခုကုမတ်ကိုသွားဖို့အတွက်ကိုအခုနောက်ထပ်တောင်ပေါ်ထပ်တော့မှာဖြစ်တဲ့အတွက်ဒီကားတိတိလေးပေါ့နော်ကားတိတိလေးထပ်စီးရပါတယ်ဒီနေ့စီလာရောက်နေပါတယ်ဒီနေ့စီလာရောက်နေပါတယ်ခုနကဒီမျက်မှန်ဝယ်လာပေါ့နော်ဒီမျက်မှန်ကို300ပြောပါတယ်ဘီရ150နဲ့စစ်ပါတယ်သမီးကို200နဲ့ရလိုက်တယ်အဲကြောင့်ကျန်တဲ့အာကြီးတို့က200နဲ့ပေးတာသူကမျက်မှန်နေအကုန်လုံးအဲမျက်မှန်လေးပြလိုက်အာကြီးအပျော်တက်ပေါ့ကွယ်ဒီလား fancy ပေါ့လှလေအဲတက်ပြလိုက်ပြလို့နော်ဆွလို့တော့မရကော်ကိုင်းလေးအဲ့ရဘာလို့မွေရလဲအဲ့ရပါတယ်ပါတော့ဟုတ်တယ်လေအဲ့ဒါ fancy လေဘလောက်ဟိုပဲလေအဲ့200ပဲလေ200ဆို8000ပေါ့နော်ကိုနော်ဟုတ်တယ်200 8000အဲ့ရ fancy တိုင်ညက်စီရတယ် တမီးစစ်လေးပဲတက်တမီးဒီဟာလေးကသေးလို့ယူလိုက်တာအဲ့ရတက်ကြီးကဒီတလက်ပဲရှိအသေးတာကျန်တဲ့ဟိုဟာကြာဒီအပြားကြီးအဲ့ရငယ်ကအပြားကြီးယူလိုက်တာတက်ပြမယ်နော်နားလေးတက်ပြမယ်ဒီမှာ200နဲ့ဝယ်လာတဲ့တက်ပြမယ်ဒီမှာလိုက်မလိုက်ပြောတော့ပေးဦး200တော့တန်ပါတယ်ကွယ်လိုက်တယ်ကျွတ်မကြောက်အခုဘဘီတို့ကားဖို့တင်တာဘဘီတို့ luggage တွေကိုသူပြောင်းထည့်နေရပေါ့နော်ဟုတ်တယ်အိုင်းတော့ပြောင်းထည့်နေပြီကားအကြီးဆိုတာခုနကတော့14ယောက်စီလောက်ဖြစ်မှာနော်ကိုဟုတ်တယ်14ယောက်စီကားကနေပြီးတော့အခုပြန်ပြီးထပ်ရွှေ့ရအောင်တက်မှာမလို့ကားကြီးတက်လို့မရလို့ ကျန်လဲအိုက်ကားပဲနေဟိုအိုက်ကား အဲ့လိုပဲတစင်းစင်ပြအောင်မအိုင်းရယ်ဟောဒီကိုထုတ်ကိုမတရကန်ကတိလာတမီဟိုဘက်နိုင်ငံကြီးတွေတာလို့ကိုထုတ်တာကိုတန်းရတော့မလို့ရ အင်္ဂလိပ်တွေကလေအဝတ် ဒါတော့ဟိုကလားတချင်းနဲ့ TikTok ရိုက်ပြီးရဲ့မိုင်းနှစ်ယောက်ဖြစ်ပါတယ်ရန်တို့မိုက်နေရပါပေါ့နော်တင်လဲတင်ပြီးသားပါပြီအိုင်ရန်တေးဆောင်ကောတောင်ပေါ်တက်တဲ့ကားတီးလေးနဲ့တောင်ပေါ်တက်နေပါပြီကုမတ်ကိုသွားနေရပါWelcome to Gumat. Hello ငယ်လားပြောလားခုဘဘီတို့ဂူမတ်ကိုရောက်ပါပြီဘယ်နှစ်နိုင်ထွေးလဲ18နာရီ20ခုဆိုတော်6နာရီ20ခု 6နိုင်နဲ့ဆက်ခွန်ရှိပါပြီนี่အေးရလမ်းပိတ်လို့နော်လမ်းပိတ်လို့နောက်ကြမှာရောက်တာ ဝေသားများလို့နေ့ဖြန်တော့ဒီဂူမတ်မှာရှောက်လိုက်မယ် ဒီပတီတွေအများကြီးလုပ်မယ် လှတဲ့ပုံတွေရိုက်မယ်ဒီနေ့ကောင်းတော့မရိုက်လိုက်အောင် ဟုတ်တယ်တမီးဒီနေ့ကောင်းမရရအောင် စီးဆိုင်တန်းလေးလည်းရှိပါတယ်ဒါတော့ဗီဒီယိုစီးလာတဲ့ကားပါခေါင်းထဲမှာတော့ကျမကြီးမျိုးသားပါပါတယ်ညနေပိုင်းပေါ့နော်ခုမှကားတွေကလေလမ်းပိတ်ပြီးတော့တန်းစီပြီးလာတဲ့ဆိုခုမှတောက်လျှောက်ကားတွေဝင်လာတဲ့အနေထားပေါ့နော်သူလူကြီးလမ်းကြောင်းရှိရဲဆိုပြီးတော့ကားတွေပိတ်တာပါဟိုတယ်ကိုတောင်းနေပြီဟိုတယ်ကိုချမပေးတော့ Bora. နားလေလားငါလည်းနားမလဲ Asawa. Tem que chover esse ponto bom. ဘာလို့ခါလဲဟိုကားရပါလဲ Ah. Toma. Here. Hello So goed ka? အိတ်ကားပါတော့ ဗီဒီယိုအခုပေါ့နော်ကက်ရှမီးယားရဲ့ဂူမတ်
ကိုရောက်နေရပါတော့ 저는 아직까지 လမ်းမှာလည်း traffic ဖြစ်တယ်တောင်ပေါ်မှာတန်းစီပြီးမှရတယ်အခုမြို့ထဲရောက်တော့လေဟိုတယ်ကိုမြင်နေရတာကိုဟိုတယ်စီမရောက်ဘူးပေါ့နော်ကားလမ်းနေပိတ်ပြီးတော့ကားနောက်ဆုတ်ပေးရတယ်ပေါ့နော်အမတို့ပြဿနာတွေတက်ကြတယ်ပြဿနာတွေတက်ကြပါရှင်ဒါပေမဲ့တဲမဲ့အခန်းမှာသူတို့ဟီတာစားပဲလုပ်နေရလို့ပြောပါတယ်ဟယ်လိုကိုကိုခုနတစ်မန်းနေပေးပြီးသွားလေဓမ္မဟိုတယ်တော့ကပြီးတော့ပတ်စံလဲပြီးပြီဒါပေမဲ့တစ်မန်းနေပေးစရာအတန်သိမ်းမရှိ ကျွေမရှိ အ လို့ ကျွေမရှိဘူးအတန်သိမ်းမရှိဘူးเนาะအဲ့ဒါမပေးတော့ထိုင်လေကြောပါစ မပြီးတော့သူတို့ကအမရက်ပြီးတော့စောက်မပေးဘူးဒီတိုင်းပဲဟိုဟာဖြစ်လိုက်တော့သူပြန်သွားဒီကကြတော့မပေးမချင်းမပြန်ဘူးမတက်ကြည့်ရက်good night ပါမနေ့ပြန်ကူမတ်ကိုတက်မယ်ကူမတ်ပေါ်တက်ပါမယ်အခုတော့ကူမတ်မှာညအိပ်ပါမယ်bye bye see you next vlog